အားလုံးပဲမင်္ဂလာပါရှင်ဖိုးလာမင်းအချက်များနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ရာသီဥတုကလေမိုးရာသီကိုရောက်ရှိလာပြီဆိုတော့မိုးရင်းကာလမှာအိမ်လေးတိတ်ခမ်းနေဝေယူတော့မယ်ဆိုရင်ဘလို့အားသာချက်တွေရှိလဲဆိုတဲ့အချက်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ခုလိုမိုးရာသီမှာအိမ်ကန်းနေဝေယူတော့မယ်ဆိုရင်တော့ပွင့်လင်းရာသီမှာဝေတာတဲ့မိုးရာသီမှာဝေတာကပို့ပြီးတော့အိမ်ရဲ့ကောင်းခြင်းမကောင်းခြင်းတွေကိုပို့ပြီးတော့မြင်သာစေမှာဖြစ်ပါတယ်ပထမဆုံးအချက်ကကြတော့အိမ်ရဲ့အရေးသေးပါအိမ်ရဲ့တိတ်ခမ်းနေမှာမိုးရင်းကာလမှာအဖြစ်များလေးရှိတဲ့ပြဿနာကတော့ခေါင်မိုးပတွင်းပေါက်တကားပေါက်နံရံကနေရေတွေစီးကြလာပဲဖြစ်ပါတယ်ရှင်ဒီလိုပြဿနာတွေရောမသိလိုက်ပြီနဲ့ကိုကဝေယူလိုက်ပြီဆိုရင်ပြတ်ပြစ်မယ်ဆိုရင်တော့ကုန်ကျစရိတ်တဲ့အရန်ကိုကြီးမားပါတယ်ဒီလိုပြဿနာတွေကိုရှောင်ဖို့ဆိုရင်တော့မိုးရင်းကာလမှာအိမ်ကိုတေချာကိုယ်တိုင်ကြည့်ပြီးတော့ဝေယူဆုံးဖြတ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့လမ်းမှာရေတက်တာရှိမရှိသိနိုင်ပါတယ်ရန်ကုန်မြို့ရဲ့မိုးရဒုက္ခတစ်ခုကကြတော့လေမိုးလာပြီဆိုတာနဲ့လမ်းမှာရေမြုပ်တော့တာပဲဖြစ်ပါတယ်တချို့လမ်းတွေကြတော့ရေပြန်ကျရတာမြန်ပေမဲ့တချို့လမ်းတွေကြတော့တော်တော်နဲ့ရေပြန်ကျလို့မရှိပါဘူးဒီလိုလမ်းတွေထဲကအိမ်တွေဝေးမယ်ဆိုရင်တော့အိမ်ပိန်ရှင်ကိုယ်တိုင်စိတ်ညစ်ရတော့တာပဲဖြစ်ပါတယ်ဒီလိုရေတက်တာမတက်တာသိနိုင်တာကြတော့မိုးရန်ကာလရဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့တက်တက်မြတ်တာတဲ့ဈေးနဲ့အိမ်ဝေယူနိုင်မှာပဲဖြစ်ပါတယ်ရှင်ပွင့်လင်းရာသီမှာဆိုရင်အရာရာဟာဈေးမြင့်လေးရှိပါတယ်မိုးရင်းကာလရောက်ပြီဆိုရင်တော့တချို့အိမ်တွေကဈေးရှို့ပေးတာတဲ့တချို့အိမ်ကအယောင်ပြပွဲတွေနဲ့ promotion ဆင်းပေးတာတွေရှိတာမို့လို့တက်တက်မှန်ကန်တဲ့ဈေးနှုန်းနဲ့လူကြီးမင်းတို့အိမ်ကိုစိတ်ကြိုက်ဝေယူနိုင်မှာပဲဖြစ်ပါတယ်ရှင်ဖိုးလာမင်းအချက်မြေကုမ္ပဏီအားဆိုရင်နိုင်ငံတကာအတိအမှတ်ပြု ISO လက်မှတ်ရကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့လူကြီးမင်းတို့အိမ်ချက်မြေဝေယူရမယ်ဆိုရင်စိတ်ချယုံကြည်စွာနဲ့အခုပဲ39955058ကိုဆက်သွယ်လိုက်ပါရှင်